50ကျန်နိပတ်ဆယ်ဆောင်ဆက်ပုံကဲ့၍ဟောပေသောအံဘောဒီစုယူကြောင်းအန်ထွာငယ်တောင်းတောင်းတော်တပ်ပိညုတာတုလဘွက်ခံအရန်စဘဂဝါဆုံးဘုန်းတော်6တန်ရေတော်10ပါးနှင့်ဖျားဖြစ်တော်မူလျင်ဥစွာပရမဓမ္မစကပိုသနာတုတ်တော်နှုတ်ပေါ်မွက်ကြားအရိသသံဃာယေသနာပေါ်ပေါက်လို့ကျွန်ုပ်သည်ဗုဒ္ဓထံပါတရားစစ်မှန်ရင့်တန်စေရန်တောတောင်ပြီးတပါးတည်းကြင့်ကြံအထောက်နေခဲ့တာဒီနေ့တော့ဖြင့်ကျွန်ုပ်မနှောအာယုံမှာစင်္ကပဥစ္စာသာဝရဥစ္စာခွဲခြားမသိခိမိခိယာမန္တနာခါခါစွလန်းငါခန္ဓာမြဲတမ်းပဲရဲ့လို့အကန့်ကြီးပုံပမာတန်ရာဝိယဟပြုတ်ကွေကင်းပတ်တယ်လို့နင်းတံမရှိပဂရိဒေါမှန်ပွားတယ်ပိုးဒန္တတတိလင်မရတို့တရားစစ်မှန်အမြန်ရအောင်လို့ဂဝါဘုရားတန်ခွင့်ပန်၍ပိုးဒန္တအိန္ဒကာစွမ်းလူခံကြွလိုက်ဦးမလေး